တန်းစီတန်းစီဓာတ်စီတန်းစီရဲ့ဘွားကရုံထွက်ဖို့ပတ်စပို့ရုံမှာတန်းစီရဲ့ငါတငယ်ကြီးလက်ဘွားအရွယ်စာအုပ်အနီလေးမှာလေယာကျွဲနွားအိမ်ဝိုင်းစာချုပ်ထည့်ထားတယ်။နေပြန်တို့လာပြန်တို့နှစ်ပြန်တို့စစ်ပြန်တို့တွေထည့်ထားတယ်။လက်ဘွားအရွယ်စာအုပ်အနီလေးမှာဖိမျောလင်းချက်ရှိတယ်။အမေးမြတ်ရည်ရှိတယ်။နောက်ပြီးအချစ်လက်ဘွားလေးလှုပ်ခဲ့ရတာရှိမယ်။ပြည်ဝီနဲ့တွားPD နဲ့တွားရောက်ဖို့အရေးကြီးတယ်။ PS နဲ့တွားPE နဲ့တွားဒီနိုင်ငံနဲ့ဝေးဖို့အရေးကြီးတယ်။တွားငါကောင်နောက်ပြန်မကြည့်စတဲ့ခက်ပြလန်ငါကောင်ငါတငယ်ချင်းနိုင်ငံရတွားမယ်နေ့ကသူ့အမေကအင်အောက်ကမြေကြီးခဲလေးနှောက်ထမင်းအထက်ဆင်းနဲ့ထုတ်လို့ဘယ်ဒေသရောက်ကိုမြေမှာနေရတယ်လို့သဘောထားတဲ့မင်းအမေရဲ့ဇာတိများကိုနားလေပါရဲ့တို့ပေမဲ့ဒီမြေမှာတန်းတာစရာဘာများရှိလို့လဲဘယ်ရင်ဖြစ်ချင်သူတွေအပေါ်ဆုံးကဒီနိုင်ငံမင်းမဲ့စရာအများဆုံးလဲဒီနိုင်ငံဓာတ်ကြိုးတွေအရှုပ်ဆုံးကဒီနိုင်ငံမိမလင်းဆုံးလဲဒီနိုင်ငံညောင်လေးတော့လျှက်စင်မိရပြီးညောင်မင်းလောက်မီတာကဆောင်ရတဲ့နိုင်ငံဝင်ငွေအားဆောင်းညအင်္ဂါလိုကုန်စည်နှုန်းညဘဝတန်တရားလိုဒီနိုင်ငံဟာဖျားမမြင်အောင်မာနဖွက်ထားတဲ့အရက်ပါကွာပြန်မလာနဲ့ငါကောင်ဖုံးတစ်လုံးအတွက်လူတက်ရဲတဲ့နိုင်ငံဆိုင်ငယ်တစ်စီးအတွက်လူတက်ရတဲ့နိုင်ငံမူရည်စီကိုခေါင်းကိုက်စီလိုလွယ်တဲ့နိုင်ငံဆိုင်ငယ်စီးရင်အိုးထုံမဆောင်သလိုနိုင်ရောက်ထွက်ရင်လည်းအိုးထုံမဆောင်တဲ့နိုင်ငံကိုယ့်အသက်ကိုဖက်နဲ့ထုတ်ရင်ငါအသေးချာမှားလိုက်မယ်ပြန်မလာနဲ့ငါကောင်ကြီးတခါတလေပကံရွှေတကုံအင်းလေးမုံရွာထိုးမုံဟာလဝါကိုလွမ်းကျင်လွမ်းပေါ်ပြန်တော့မလာနဲ့ငါကောင်ပိုင်ရှင်မဲ့အလောင်းတွေမိဘမဲ့ကလေးတွေလက်တယ်မပေါ်တဲ့ရာဇဝဲမှုတွေညာနဂါပုကတ်တုံနဲ့မိပွိုင်းမှာတောင်းစားသူတွေလွန်ပေါ်တဲ့နိုင်ငံဒီရက်ဟာလောလောဆယ်ပန်းမပွင့်နိုင်တဲ့ဖုံးဆိုးမြေဓာတ်ငွေနဲ့လျှက်စစ်ကိုတရုတ်ပြည်ရောင်းပြီးတရုတ်ထုတ်ဘက်ထရီနဲ့အင်ဗာတာပြန်ဝယ်ရတဲ့နိုင်ငံနောက်ဆိုထိုင်းတနခါကိုငါတို့ဝယ်ရတော့မယ်ထိုင်းတကြံဟာအမွေနဲ့စီရင်ဝင်သွားပြီဖြစ်နိုင်ရင်တန်လုံရင်မြင့်တဲ့အရာဝတီကိုတော့နောက်ပြန်စီကန်းခြင်းနဲ့အိမ်ကြီးချင်းတွေကြားငါတို့ဟာတူနာငါလိုတလွားချင်းဖက်စာခံနေရတာပြန်မလာတဲ့ငါကောင်ဒုက္ခတွေနဲ့ပြန်လာမယ့်အစားပြည်ပမှာပြားလို့ရှာချလို့စုပြီးမိသားစုကိုထောက်ပံ့မိသားစုနဲ့ဝေးနေတဲ့ကောင်တွေကိုထောက်ပံ့အိမ်ကိုထောက်ပံ့အိမ်မရှိတော့တဲ့လူတွေကိုထောက်ပံ့ပြန်မလာနဲ့ငါကောင်